တီလာမရှိတဲ့လူရဲ့ရှေ့မှာတီလာအကြောင်းသွားပြောရင်နာခါတယ်တဲ့မှန်ပါဗျာအဲ့ဒါဒုက္ကထမကောင်းတဲ့စကားကိုဖြစ်သွားတာမှန်ပါသူလည်းပဲအကုသိုလ်များတယ်ကိုလည်းပဲဟာဒီကောင်အလကားကောင်ပဲဆိုပြီးတော့စကားကောင်းပြောရင်းနဲ့အကုသိုလ်ဖြစ်တယ်ယုံကြည်မှုတရားတရားမရှိတဲ့လူရှေ့မှာတရားတရားအကြောင်းပြောရင်နာခါတယ်မှန်ပါဟုတ်လားသွားမပြောနဲ့ဟုတ်လားနောက်ဘဟုတုတ္တတွေနဲတဲ့ပုဂ္ဂိုလ်ရှေ့မှာဘဟုတုတ္တအကြောင်းသွားမပြောနဲ့နော်တတ္တာသီလတုတ္တစာခနှမျိုးတဲ့လူရဲ့ရှေ့မှာပေကံချင်းအကြောင်းသွားမပြောနဲ့နောက်ပညာနေတဲ့လူရှေ့မှာပညာအကြောင်းသွားမပြောနဲ့မှန်ပါဒါမြတ်စွာဘုရားကိုယ်တိုင်ပြောထားတာနော်တခါကြီးများမှန်ပါဒါကြောင့်စကားကကောင်းတော်လည်းပဲပုဂ္ဂိုလ်ကခန္ဓာကြီးမရှိရင်ကောင်းသောစကားသည်မကောင်းသောစကားဖြစ်တတ်တယ်မှန်ပါဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မြင်တာကိုမြင်တဲ့အတိုင်းအခါခတ်သိမ်းပြောလို့မဖြစ်ပါဘူးကုသိုလ်တွေများပြီးတော့အကုသိုလ်တွေနည်းသွားမယ်ဆိုရင်တော့ပြောရမှာပေါ့မှန်ပါဗျာဟုတ်လားအေးဒါကပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောဟောပုဂ္ဂိုလ်ကိုကြည့်ုံနဲ့လုံလောက်ပြီလားဆိုတော့မလုံလောက်သေးဘူးအချိန်အခါလေးကိုလည်းကြည့်လိုက်အောင်ကိုပြောတဲ့စကားကဒီလူကဒေါသဖြစ်နေသလားဒီလူစိတ်ကြီးနေသလားဒီအချိန်ကဘလို့အချိန်လဲဘလို့အချိန်လဲစဉ်းစားအောင်နော်ဒကာကြီးဒီမိုင်းများအေးအချိန်အခါကိုမကြည့်ဘဲနဲ့တချို့ပြောခြင်းရင်စွတ်ပြီးတော့ပြောလိုက်တာရှိတယ်ဟိုရှိတုန်းကရှင်ဘုရင်တစ်ပါးရှိတယ်ပြောခြင်းရင်ပြောချလိုက်တာပဲစကားကိုဘယ်တော့မှမစောင့်အဲ့ဒါကိုပရောဟိတ်အမတ်ကြီးကမကြိုက်ဘူးပြောခြင်းတာကိုပြောခြင်းတိုင်းစွတ်စွတ်ပြောလို့ဒုက္ခရောက်ပုံလဲများလာပြီဒါပေမဲ့ရှင်ဘုရင်ကိုဆုံးမခြင်းတာအခွင့်အခါကမသင့်တနေ့တော့အဲ့ဒီရှင်ဘုရင်ကမူကြီးမတ်ရာသေနာပတိတွေခြံရံပြီးတော့ဥယျာဉ်ထွက်ပြီးတော့အပန်းဖြေတယ်အဲ့ဒါကြောက်ဖြာကြီးပေါ်မှာအပန်းဖြေတာအဲ့ဒီကြောက်ဖြာကြီးကတရက်ပင်ကြီးတပင်ရဲ့အောက်မှာရှိတာတရက်ပင်ကြီးကအင်မတန်အရေးအာဝါဒနဲ့ပြည့်စုံတဲ့အောက်မှာကြောက်ဖြာကြီးအဲ့ဒီကြောက်ဖြာကြီးပေါ်မှာရှင်ဘုရင်ကထိုင်ပြီးတော့အလဘတလဘစကားပြောအပန်းဖြေနေတော့သွေးတန်ရဲရဲနဲ့အုပ်အောငှက်ကလေးတကောင်အသေးကလေးသွေးတန်ရဲရဲနဲ့အဲ့ဒီတရက်ပင်ပေါ်ကနေကြောက်ဖြာပေါ်ဘရင်ခြေရင်ကိုပြုတ်ကျလာတယ်မှန်ပါဘူးအဲ့ဒီတော့ဘရင်ကကြည့်တယ်ဟာဘာဖြစ်တာလဲမသိဘူးအဲ့ဒီမှာဘုရားလောင်းပညာရှိပရောဟိတ်အမတ်ကိုမေးတယ်တဲ့ဒါဘာဖြစ်လို့သေတယ်လဲသွေးတွေလည်းထွက်နေတယ်အောက်ကြမှာထွက်တဲ့သွေးမဟုတ်ဘူးအဲ့ဒီတော့ဘုရားလောင်းကမော့ကြည့်တော့အပေါ်မှာကြီးတိုက်ရှိဘုရားလောင်းဆိုတော့ပညာရှိတယ်တွေးကြည့်တာပြည့်ကြည့်တာတဲ့မှန်တယ်အရှင်မင်းကြီးတဲ့ဒီကောင်ဟာအုပ်အောငှက်သူ့ရဲ့အမေအုပ်အောမတွေဟာကိုယ်ပိုင်အတိုက်နဲ့ဥတဲ့ထုံးစံမရှိဘူးကြီးမတွေရဲ့အတိုက်ထဲကိုဝင်ဥတယ်ကြီးမတွေကသူ့ဥမှတ်လို့ဝတ်